ဆိုကြအလုံးအနန္တ၅ပါးကိုရှိခိုးပါ၏ဗျာအနန္တ၅ပါးကိုရှိခိုးပြီးတဲ့နောက်ကြီးညာထားတဲ့တရားနာ၍ငူရသည်ဆိုတဲ့ဇတ်တော်ကြီးကိုဘုန်းကြီးစပြီးဟောတော့မှာဖြစ်ပါတယ်ဒီကနေ့ဘုရားကိုယ်တော်မြတ်ဓမ္မစကြာတရားဟောပြီးလို့ရာဇကြိုရောက်လို့3ရက်မြောက်တဲ့နေ့ဆိုကြပါစို့အဲ့ဒီနေ့မှာဘယ်သူတွေရောက်လာသလဲရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ရောက်လာကြရှင်သာရိပုတ္တရာရဲ့မေတော်ကြီးသည်မိစ္ဆာဒိဋ္ဌိဖြစ်နေတော်လဲသားတော်ကြီးရဲ့တရားကိုနာရမှာမြင့်ရကြရလို့တရားနာ၍ငိုရသည်လို့ဘုန်းကြီးအမိတတ်ထားခြင်းဖြစ်ပါတယ်ရှင်သာရိပုတ္တရာရဲ့အဖေနဲ့အမေကဝေကန္တပုံနာကြီးနဲ့သာရီပုံလေးမှာဝေကန္တပုံနာကြီးသာရီပုံလေးမှာယူပသာရီလို့လည်းခေါ်ပါတယ်ရကောင်းတယ်ရူပသာရီပေါ့မှန်နော်အဖေဝေကန္တအမေသာရီပုံလေးမှာအဖေကဘယ်သူပါလဲအမေကမွေးချင်း9ယောက်ရှိမွေးချင်း9ယောက်ဆိုတာဝင်ကန္တနဲ့သာရီပုံလေးမှာကမွေးထားတဲ့သားသမီး9ယောက်ပြောတယ်ရှင်သာရိပုတ္တရာမွေးချင်းယောက်ျား4ယောက်မိန်းကလေး3ယောက်ယောက်ျား4ယောက်ကဥပတိတ္တဥပသေနစုံဒယေဝရသား4ယောက်သာလာရဲ့ဥပသာလာရဲ့တိတုပသာလာရဲ့သမီး3ယောက်ပေါင်း9ယောက်ယောက်ျား4ယောက်ဘုန်းကြီးပြောအောင်မယ်မှတ်စမ်းပါဥပတိတ္တဥပသေနစုံဒယေဝရပြောကြည့်စမ်းပါဟုတ်ပြီမိန်းကလေး3ယောက်ပြောသာလာရဲ့ဥပသာလာရဲ့တိတုပသာလာရဲ့လာပါပြီစာရီတပြုံကြီးသာလာရဲ့ဥပသာလာရဲ့တိတုပသာလာရဲ့ပြောကြည့်တာသာလာရဲ့ဥပသာလာရဲ့တိတုပသာလာရဲ့3ယောက်ပေါင်းဘယ်နှယောက်တော့9ယောက်ပေါင်းတော့လေအကုန်လုံးပေါင်းလိုက်တော့9ယောက်မန္တလေးကဒကမတွေကြတော့ပါတယ်အကုန်လုံးမဆိုတတ်တော့အဖျားရီတတ်စာလာစကားကင်းတွေကုန်ကြကြီးစာရီလာနေတိုင်းမှတ်မိပါပြီဥပတိတ္တဆိုတာရှင်သာရိပုတ္တရာအလောင်းအကြီးဆုံးပေါ့သူ့တငယ်ချင်းကမောဂလိပုံလေးမကြီးကမွေးဖွားတဲ့ကောလိတာလို့ဒီလိုခေါ်ပါတယ်နာလကရွာကြီးမှာအကြီးဆုံးဖြစ်တဲ့ဥပတိတ္တအကြောင်းပြုပြီးတော့မှဲ့လို့ဥပတိတ္တအယတ်မှာဖွားတဲ့ရှင်သာရိပုတ္တရာအလောင်းရှင်မောဂလန်အလောင်းကောလိတကိုအမိပြုပြီးတော့ကောလိတအယတ်ဒါကြောင့်ဥပတိတ္တနဲ့ကောလိတတငယ်ချင်း2ယောက်အရွယ်ရောက်တော့လဲအိမ်တော်မပြုကြဗိဓိသာရမင်းကြီးရဲ့တောင်ထိပ်နဲ့ခတ်ပွဲတော့ပင်သွားပြီးတော့ပျော်ပါကြရှင်မင်းကျင်းပတဲ့ပွဲကိုလက်ခတ်ဆုံးတဲ့တစောင်းမုံမြူတိန်ကင်းတဲ့တစောင်းမုံလားဒါကြောင့်စာရေးဆရာများရေးကြမြောက်လေးငယ်တွင်ဟင်မလို့ငွေနဲ့ငါဆိုရေးဘူးလားပြိဿရှုတိုင်းနဲ့ပြော
ရွှေချီညိုတရားနဲ့အမလေးဥလာသိန်းကြပြဖွင့်လာထောင်ကြပါပါတယ်အဲ့ဒီထဲမြူတိတ်ကင်းတဲ့တဆောင်မုံလာလို့ဆိုပေမဲ့လို့ခမည်းတော်ကျွတ်တို့ရဲ့ခေအခါကြမှာကြီးတလုံးမှမပေါ်တဲ့တဆောင်မုံလာကြီးတွေကြုံခဲ့ကြပါပြီလက်ခအသွားအလာကြည့်ဖို့တောင်ဘေးရင်ဆရာကြီးခဲရင်းသွားဖောက်ပြန်နေပြိဿလူတွေဖောက်ပြန်တော့ဥဒုတွေလည်းဖောက်ပြန်နေအသေးနန်းတွေလည်းဖောက်ပြန်ကုန်ပြီစီးပွားရေးလည်းဖောက်ပြန်ကုန်ပြီတရားရှိကြပါမှခမည်းတော်ကျွတ်တို့ရလာတဲ့ဘဝချမ်းသာကြမယ်အဲ့ဒီပွဲလမ်းသဘင်ကြီးသွားပြီးတော့ပြောကြရှင်သာရိပုတ္တရာအလောင်းမပြောနိုင်ဘယ်ပြောနိုင်မလို့တရားနာပြိဿပွဲကြည့်တဲ့လူတွေကိုသူကြည့်လိုက်ပွဲကြည့်တဲ့လူတွေကြည့်လိုက်တော့တဲပြောကြပါလားဒီလူတွေမသိရတော့ဘူးလို့နဲ့တဲပြောကြပါလားဟောဒီလှုပ်လှုပ်ရွရွနဲ့ပွဲကြည့်နေတဲ့လူမှန်သမျှတနေ့အကုန်သေးကြမယ်ဥပတိတ်ကမင်းကိုဒီလန်းလွတ်မလားမလွတ်ဘူးမင်းလည်းသိရလောကကြီးသေတဲ့နေရာရှိရမသေးတဲ့နေရာရှိရပါလိမ့်မယ်မသေးတဲ့တရားကိုရအောင်ရှာခြင်းနဲ့မသေးတဲ့နေရာကိုငါရောက်အောင်သွားခြင်းနဲ့တောင်းဝေကပွဲကြည့်ရဲ့ပေသာကြီးပွဲကြည့်ရင်များဒီတန်ဝေကမျိုးခမည်းတော်ရဘူးသလားရပါဘူးပွဲသွားကြတဲ့ကဟိုစိတ်နဲ့ဘာစိတ်တော့အဲ့ဒီစိတ်ဆိုတာလေအဟွာစိတ်ဘယ်တန်ဝေကမှမပါဘူးပွဲကြည့်တတ်တော့ဘာဝနာတဲ့တချို့ကပွဲကြည့်သွားကြတဲ့ကဒီခေတ်ကလူတွေဘယ်ဘာဝနာမှမဘာဝနိုင်ဘူးဒါတော့ခင်းရသွားပြီကာမသတ္တဝါတွေကာမအရေးရောက်နေလွှမ်းမိုးနေတဲ့အချိန်ကိုဒီအခုတရားနာပြိဿပွဲကြည့်ရင်တန်ဝေကဖြစ်မပြောဘူးကောလိတထွက်လာဟေးတငယ်ချင်းဥပဒိတဘာလဲကွာမင်းမိုင်လာကြီးလားကွာဟိုမှာမင်းသမီးကကောင်းတာလာပါကွာမင်းသမီးနာကတ်ကောလိတလှလိုက်တာကွာပြောပါနဲ့တော့အကကလည်းကောင်းလိုက်တာဟိုလည်းမင်းသမီးဆိုတော့အငိမ့်စဉ်တော့တခုံလုံးသူမရောက်တဲ့နေရာမရှိပါကျက်စာလေးပြစ်လိုက်မေးကလေးငေါ့လိုက်ဒါတော့မောင်မင်းကြီးသားတွေပွဲပြီးလည်းမပြနိုင်တာပေါ့ဝဇန်းလဲပြီးတော့မပြနိုင်မင်းသမီးကအဆွဲကောင်းတယ်လေမေးစီလေးလက်ညှိုးနဲ့ချိတ်လို့ဘာပြောတယ်ထင်ဝက်ကပြီးရကိုလိုက်ဖို့မလားဆိုအမေသူပြောတာလူလူငါပြောတာလူလူငိမ့်တဲ့နောက်ကလူဦးကြောင်ကြောင်ဖြစ်ဒီတဲ့ဟိုကထကြော့လိုက်သေးမပို့ရင်လည်းအကိုရင်လည်းတကယ်ပြစ်လဲလိုက်မယ်ဆိုဝေါ်ကနေနေတာပေါ့ကွာလင်ဝင်နဲ့ပြစ်လဲမယ်ဆိုလို့ဒါကြောင့်အဝတ်လဲပြီးတော့မပြနိုင်ဘူးတို့ဘုန်းကြီးတွေကြတော့မေးစီလက်ညှိုးနဲ့မချိတ်နိုင်တော့လဲဒါပတိတောင်းမှုမဆိုလိုပါဘူးတချို့နေရာတွေပြောပါဒါကြောင့်တရားနာပရိသတ်ရေကြည့်အခုဟိုမှာပွဲကြည့်ရင်မေးစီလေးလက်ညှိုးနဲ့ချိတ်ပြတော့ကောလိတကြီးကလာပါကွာလှလိုက်တာငါမကြည့်ချင်ဘူးတငယ်ချင်းဟာမင်းမိုက်လာကြီးလားကွာမင်းဘယ်သူနဲ့ရဖြစ်တော့မွေးကလေးကမင်းရှိငါရဖြစ်တာတွေ့ဘူးသလားရဖြစ်လို့မဟုတ်ပါဘူးကွာမင်းမေကများဆူလွတ်လိုက်တာဆူပါဘူးကွာငါမေကမဆူပါဘူးမင်းဘာဖြစ်လို့မိုက်အေးငါမိုက်တာဒီလိုကွာဟောဒီပွဲကြည့်နေတဲ့လူတွေမသေးတဲ့လူပဲနှစ်ယောက်ပါပါမင်းလည်းအကုန်လုံးသေးကြမှာပေါ့ကွာဒါပြင်မင်းနဲ့ငါနဲ့ကတော့ဒီသေးတဲ့လူတွေရဲ့လမ်းလွတ်မလားဘယ်လွတ်မလဲကွာတို့လည်းသိကြမှာပေါ့အေးဒါကြောင့်လောကကြီးသေးတဲ့နေရာရှိရင်မသေးတဲ့နေရာလည်းရှိလိမ့်မယ်
တငယ်ချင်းအသိမလွတ်တဲ့လောကကြီးတဲ့ငါမပြောနိုင်ဘူးမသေးတဲ့တရားကိုရအောင်ရှာခြင်းနဲ့မသေးတဲ့နေရာကိုငါရောက်အောင်သွားခြင်းတဲ့ဟေးဟေးဒါဖြင့်မင်းအကြံကောင်းငါလင်းလိုက်မယ်ဟောပေါင်းမိသွားတပည့်250စီနဲ့တကွယသိယဟန်ဝကြပရဝယဟန်လေးပေါ့မသေးတဲ့တရားရရင်လို့ရှောက်ပြီးတော့ဆရာရှာလိုက်တာတကယ်သိသိဆရာကြီးထံရောက်သွားဒိဋ္ဌိကောင်းဆောင်ကြီးသိသိဆရာကြီးထံရောက်တော့သိသိဆရာကြီးသင်ပေးတဲ့ပညာတွေအကုန်တက်ဉာဏ်ကသိကောင်းဆရာကြီးပညာဒါပဲလားဒါပဲကွာတဲ့မင်းတို့ကဉာဏ်တဲ့ကောင်းငါပညာအကုန်ပဲဒါဖြင့်ဆရာကြီးပညာလည်းမသေးတဲ့တရားမဟုတ်ထွက်ရှာကြစို့လို့တငယ်ချင်းတစ်ယောက်ထွက်ရှာကြသူတို့မေးတဲ့ပြဿနာကိုတိုင်းသူပြည်သားကမဖြေနိုင်တိုင်းသူပြည်သားမေးတဲ့ပြဿနာကိုပဲလေသူတို့ကဖြေနိုင်ခဲ့သည်တွေ့သေးဘူးဆရာဒီကနေ့တော့တစ်ယောက်တလွဲလမ်းခွဲပြီးတော့ရှာကြဘုရားကိုယ်တော်မြတ်ကလည်းရာဇကျိုးရောက်ပြီလို့3ရက်မြောက်တယ်လေပြေစဝက်ကြီး9ဥမှာအငယ်ဆုံးဖြစ်တဲ့အတ္တဇီယဟန္တာမထေရကြီးကလည်းဆုံးခံကြွအလားရှင်သာရိပုတ္တရာအလောင်းဥပတိတ်တနဲ့လမ်းမှာဆုံရဟာတဲကြည်ညိုစရာကောင်းတဲ့ပုဂ္ဂိုလ်ပါလားအိန္ဒိယကြီးကလည်းကောင်းလိုက်တာကြည်ဆောင်ပါငါတို့နဲ့လည်းမတူတမူချပြီးတော့သွားပုံလာပုံကြည်ပုံရှုပုံကိုတွေ့လျက်ကြည်ညိုစရာကောင်းလိုက်ပါပြီရှေ့သို့ကြည်ခြင်းဘေးသို့ကြည်ခြင်းလက်ကိုကိုယ်ခြင်းဆန်တန်းခြင်းအစရှိတဲ့ဖြင့်သူရဲ့အမူအရာအမှန်သမျှတဲကြည်ညိုစရာကောင်းပါလားတတော်မသိတဲ့တရားကိုရထားတဲ့ပုဂ္ဂိုလ်ရင်လည်းဖြစ်ရမယ်အာသဝကုန်ခန်းတဲ့ယဟန္တာကြီးရင်လည်းဖြစ်ရမယ်ဒီပုဂ္ဂိုလ်နောက်ကလိုက်မှာမင်းမဲ့ဆိုပြီးနောက်ကလိုက်သွားဇယတစ်ခုရောက်တော့ပြုတ်တဲ့ဝတရားကြီးပြုလို့အရှင်ဘုရားတဲ့အရှင်ဘုရားဒီဘာကိုရည်မှန်းပြီးတော့ယဟန်ပြုလာပါသလဲဖေရအရှင်ဘုရားရဲ့ဆရာကဘယ်သူလဲဖေရအရှင်ဘုရားတို့ရဲ့ဆရာကဘယ်လိုအယူဝါဒရှိသလဲဖေရအရှင်ဘုရားတို့ကျင့်တဲ့တရားကိုတပည့်တော်တို့မကျင့်ရဘူးလားဖေရကျင့်ကောင်းတဲ့ဆိုရင်လည်းညွန်ပြပါတပည့်တော်ကျင့်မရစေအဲ့ဒါလို့လျှောက်တော့ရှင်အတ္တဇိမထေရကစဉ်းစားခက်တယ်သာသနာအပြင်ဘက်ကပရဝယဟန်ဘုရားကိုယ်တော်မြတ်ကြီးနဲ့မှသင်လျော်မှာသို့တော်လည်းအကျိုးတင်အကြောင်းနဲ့ပြောပြရမှာပေါ့ငါရှင်တဲ့ငါရှိမှန်းပြီးယဟန်ပြုလာတာကတော့နိဗ္ဗာန်ပဲငါရှင်ရဲ့ဘုရားနိဗ္ဗာန်ဆိုတာဘယ်လိုဟာလဲဗျာငါရှင်နိဗ္ဗာန်ဆိုတာဇာတိစရဗျာတိမရဏဘေးကြီးလေးဝမှာလွတ်ကင်းပြီးတော့ဟောဒီလောကီနဲ့မှလွန်မြောက်တဲ့လောကုတ္တရာအထုအထိတ်ပေချင်းကင်းတဲ့နေရာကိုနိဗ္ဗာန်လို့ခေါ်တယ်ငါရှင်ရဲ့ဟဲ့ဟုတ်ပြီဟန်ကြပြီဥပတိတ်ကမင်းလိုချင်တဲ့အမြင့်အရာသာကိုရထားတဲ့ပုဂ္ဂိုလ်နဲ့တွေ့ပြီးငါရှင်နဲ့ငါဆရာကတော့ဘုရားဂေါရမဖြစ်တယ်ငါကယဟန်ဖြစ်လာတာကလည်းသိမ့်မကြသေးတော့များလည်းမဟုတ်တတ်ဘူးငါတို့ဆရာဘုရားကမှကုံစင်အောင်ဟောတော်မူနိုင်တယ်မှန်လားပါဗျာရှင်မရတတ်တလောက်ဟောပါဗျာတတိတော်နီးတစ်ထောင်ခြံရံပြီးတော့ဆင်ញင်နိုင်တဲ့ပညာရှင်တယောက်ပါဗျာတတိတော်အနည်းနဲ့ဟောပြပါဗျာဆိုတော့မှရှင်အတ္တဇိမထေရက
ယေရမဟေတုဘဘဝတေတဟေတုတထာဂတောအာဟာတေတိသနိရောဓဧဝဝါဒီမဟာသမနောလို့ဒီကထာဟောပြငါရှင်တေဘူးမကသင်္ခါရတရားတွေသည်ဖြစ်ပြီးတော့လည်းပဲပြည့်သွားတတ်တဲ့သဘောရှိတယ်ငါရှင်ရဲ့အဲ့ဒီဖြစ်ပြီးတဲ့ပြည့်သွားတဲ့သဘာဝတွေကိုဆွဲလန်းခင်မနှစ်သက်နေမယ်ဆိုလို့ရှိရင်လေငါရှင်မချမ်းသာဘူးဆင်းရဲခြင်းနဲ့သာကြုံတွေ့ရမယ်ငါရှင်ရဲ့ပြေးတယ်လည်းနည်းနည်းစဉ်းစားနားထောင်နော်ဖြစ်ပြီးပြည့်တတ်တဲ့သဘောတွေကိုခမည်းတော်ကျွတ်တို့ခင်တွဲနေလို့ချမ်းသာတယ်မရှိပါဘူးပြိဿပိန်ဒီပေါက်လည်းမချမ်းသာဘူးကတိကရာချီပြီးတော့ရတော့မချမ်းသာဘူးမရှိတော့တောင့်တရတဲ့ရှိတော့ကြောက်ကြရတဲ့ပြုတ်ဒါကြောင့်မမြဲတဲ့တရားတွေခင်တွဲပြီးတော့နေရင်ဆင်းရဲတယ်ငါရှင်ရဲ့အဲ့ဒီဆင်းရဲတဲ့တရားကလည်းအကြောင်းမရှိဘဲမလားဘူးဒီဆင်းရဲတဲ့ဆိုတာအကျိုးသစ္စာဒုက္ခသစ္စာခေါ်တယ်ငါရှင်ရဲ့ထိုဆင်းရဲတဲ့ဒုက္ခသစ္စာရဲ့အကြောင်းဖြစ်တဲ့တရားကတော့ဆွဲလန်းခင်မင်လိုချင်နှစ်သက်မှုဆိုတဲ့လောဘတဏှာသမုဒယသစ္စာခေါ်တယ်ငါရှင်ရဲ့ဒုက္ခဖြစ်တာဆွဲလန်းလို့ဆွဲလန်းဖြစ်တာအကြောင်းသစ္စာဒုက္ခဖြစ်တာအကျိုးသစ္စာလောကီသစ္စာနှစ်ပါးလို့လည်းခေါ်တယ်ငါရှင်ရဲ့အဲ့ဒီလောကီသစ္စာနှစ်ပါးမှာလုံးမြောက်အောင်လို့ထိုဒုက္ခသမုဒယနှစ်ပါးကိုလူမြောက်ပြီးတော့ရောက်သွားတဲ့ချုပ်ရာငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုនិရောဓသစ္စာလို့ငါတို့မြတ်စွာဟောတော်မူတယ်ငါရှင်ရဲ့ထိုនិရောဓသစ္စာကိုမျက်မှောက်ပြုရာပြုကြောင်းဖြစ်တဲ့လမ်းကောင်းသောဖွယ်မဲ့ခင်ရှိသွဲကိုလည်းငါတို့မြတ်စွာဟောတော်မူတယ်ငါတို့ဆရာရဲ့အယူဝါဒဒီလိုရှိတယ်ငါရှင်ရဲ့ငါတို့ဒီလောက်ဟောတတ်တာပဲလို့ပါဠိကလေးဟောပြအ내တွေကိုတရားနာပြိဿပြီးဆုံးအောင်ခွဲဝေတော်မမူပါနဲ့ဗျာတရားနာပြိဿရေပါဠိလေးရုပ်ခါများနဲ့နှစ်ပါရမှာမက်ဆိုင်နောက်နှစ်ပါရဖိုးကြမှနာရလျင်မြန်နဲ့နော်တကားထားတဲ့နဲ့သောတာပန်ဖြစ်ခမည်းတော်ဖြင့်ကျုပ်အမြုပ်ထွက်အောင်ဟောရပါမှဖြစ်ကြသေးဘူးပဲဖြစ်အောင်မလို့ခမည်းတော်ဟောနေတဲ့ဘုန်းကြီးကလည်းဘာမှမဖြစ်တဲ့လူချင်းလားဆုံးနေတော့ဘာမှမရကြသေးဘူးဒါပေမဲ့လို့တရားနာပြိတ္တာကြီးတလုံးမှတ်မိကျွတ်တို့လည်းအကျိုးရှိခမည်းတော်လည်းအကျိုးရှိဟောနေရပါတယ်ဗျာရှင်ဗျာတပည့်တော်တန်ငယ်ချင်းရှိပါသေးတယ်ဆိုင်းငံ့တော်မူပါအောင်ဗျာအဲ့ဒါလို့ရှောက်ထားပြီးလက်ဥကလေးချီရှိခိုးပြီးတော့ပြန်ခဲ့ဒါနဲ့တရားနာပိသရှင်မောကလန်အလောင်းဖြစ်တဲ့ကောလိတသူကတဆင့်ဖောက်တယ်ချတော့ကောလိတလည်းသောတာပန်ဖြစ်ဒီလိုသောတာပန်နေဖြစ်ပြီးတော့သိသိဆရာကြီးဒိဋ္ဌိကြီးထံကပ်ကြဆရာကြီးပညာကအငြိတ်အရသာကိုတွေ့နိုင်တဲ့ပညာမဟုတ်မှားနေပါတယ်ဆရာကြီးရဲ့ဆရာကြီးအယူတွေစွန့်ပြီးတော့လိုက်ခဲ့ပါတော့ဂေါရမဘုရားဆိုတာပွင့်တဲ့ကျွန်ုပ်တို့သွားကြမယ်ဟေးလိုက်နိုင်ဘူးကွာမလိုက်နိုင်ဘူးကွာတဲ့မင်းတို့ငါဥပမာပြောမဟေးမင်းတို့ငါဥပမာပြောမဟေ့ခံအိုးတဲ့အိုးကြီးကနေပြီးတော့လက်ဆွဲအိုးလေးဖြစ်အောင်ပြောင်းလို့ရမလားဟေ့မရပါဘူးခင်ဗျာမရပါဘူးဆရာကြီးပေါ့အေးငါကမင်းတို့တပည့်ပေါင်းများစွာရဲ့အပေါ်မှာဆရာလုံနေတဲ့ခံအိုးတဲ့အိုးကြီးกว่าဒီခံအိုးတဲ့အိုးကြီးကနေပြီးတော့မရနိုင်တဲ့မင်းတို့ပြောတဲ့ဂေါရမရဲ့ထံမှာလက်ဆွဲအိုးအဖြစ်နဲ့ပြောင်းပြီးငါတပည့်မခံနိုင်ဘူးကွာမင်းတို့သာသွားကြငါမလိုက်ဘူး
ဒါပေမဲ့မင်းတို့မှားလိုက်မဟဲ့လောကကြီးလူမိုက်နဲ့လူလိမ်မှာပဲတဲ့ကများဆရာကြီးတဲ့လူမိုက်ကများပါတယ်ခင်ဗျာမင်းတို့လိုလူလိမ်မှာခေါ်တော့မှထန်သွားပြီမဲ့လို့လူမိုက်တွေတော့ငါထန်ကြံနေအောင်မပေါ်လျှော့ဘူးမှန်တော့သိတယ်နောက်မဆုံးဘူးရှေ့ဇွတ်တိုးရှက်ရမ်းလာပေါ့မှန်သိရတာနဲ့တချို့ရှက်ရမ်းနဲ့နောက်မဆုံးဘူးကြည့်လေတရားနာပြိဿဒေါသရှိနေတယောက်သမင်းကျွေးတော့လောက်စာလုံးလောက်ဆပ်ပြလုံးလေးတွေပကံများတဲ့လက်အညီဟောက်ဆေးဖို့အဲ့ဒါမင်းသားရောကမျိုးတရားအချိုလုံးမှတ်ပြီးကောက်တုတ်လိုက်ဆရာကြီးဒါဆပ်ပြလုံးမှခင်ဗျာစားစရာမဟုတ်ပါဘူးရှားပေါ်တင်ပြီးမှတော့ဆပ်ပြမှန်သိတာပေါ့ကွာငါမှားတယ်ဆိုထွေးပြဖို့ကောင်းတာမထွေးဘူးဗျမှန်သိရတာနဲ့ရှက်ရမ်းဟေးဓမ္မဒီလောက်အညီဟောက်တွေစားထားမှတော့လေငါကလက်တင်မကဘူးกว่าတဲ့ဘိုက်ထဲကအညီဟောက်တွေပါဆေးပြလိုက်ဒိဋ္ဌိမှားတဲ့စကားလုံးကိုဝိလက်ကြောင့်ပတ်နဲ့အရှက်ပြေပြောတဲ့စကားပေါ့မှတ်ချင်တဲ့လူတွေလည်းမှတ်သွားပေါ့ကြည့်တရားနာပြေးသားကြီးလိုက်နိုင်ဘူးกว่าလို့ဆိုတော့ဆရာကြီးကျွန်ုပ်တို့သွားပါရစေသွားမယ်လို့ဆိုပြီးတော့တပည့်250စီးနဲ့တပည့်900နဲ့တကွအခတဝကအလောင်းနှစ်ပါးဘုရားထံသို့ရောက်ကြသည်ဘုရားထံရောက်တော့ဘုရားကိုယ်တော်မြတ်ကဟိဘိက္ခုသမ္မာစရထဒုက္ခသောဟာအောင်တကိရိယာလို့ဟိဘိက္ခုခေါ်တော်မူလိုက်ဟိဘိက္ခုခေါ်လိုက်ရင်ပဲသံမုတ်စိတ်ရိပ်ကြီးဝါ60ရာသောမထေကြီးကဲ့သို့သင်္ကန်းသပိတ်ပရိခယာမရှာရပဲနဲ့လွယ်ကူစာရပြီးတော့ဟောတရားနာပြိဿကြီးဆလဝိညာပတိတံပိတာပတ္တအာဂဝကုန်ခံ၍အေဟိဘိက္ခုယဟန္တာကြီးတွေဖြစ်တော်မူကြသည်ဥပတိတ်နဲ့ကောလိတကကျမ်းနေအက္ခတဝကအလောင်းတွေကိုနောက်ဘုရားထံမှာပင်လျင်တရားအထုတ်လိုက်တော့ရှင်မောဂလန်ကအရင်ယဟန္တာဖြစ်ရှင်သာရိပုတ္တရာကနောက်လာခွဲကြံမယဟန္တာဖြစ်သည်ရှင်သာရိပုတ္တရာကပညာအရာမှာဧတရက်ရမယ်လူဘာကြောင့်နောက်ကြသလဲလို့ဆိုတော့ပရိကံများလို့နားလည်တဲ့ဥပမာပြောမယ်ပေါ့ပိဿကြီးကိုရှင်မရင်ခရီးထွက်တာနဲ့ဆင်းရဲသားခရီးထွက်တာဘယ်သူကကြာတော့ဒီကကြာဖြေလိုက်ပြီတော့ရှင်မရင်ခရီးသွားတာနဲ့ဆင်းရဲသားခရီးသွားတာဘယ်သူကကြာဟောဗျာအမလေးရှင်မရင်ကကြာတာပေါ့ဘယ်သူကကြာတော့ပိဿကြီးဆင်းရဲသားဆိုတာလွယ်တယ်မဟုတ်လားတဝန်တပုတ်ဟဲ့တော်တယ်ကောမယ်ကွာဆိုဓမ္မခါထိုးထွက်လွယ်တာပေါ့ရှင်မရင်တစ်ခါထွက်တော့ပါတဲ့နဲပါဘူးဘယ်သူပြန်ကျွေးမလို့ပါကျွေးမလို့မဟုတ်ဘူးပွဲကြီးတစ်လေချက်တလောက်ကြာတယ်တဲ့ဗျတိုးတဲ့တင်ချက်ကြီးပေါ့ပွဲကြီးတစ်လေချက်ဘလောက်ကြာတယ်ဆိုတာသိမှာပေါ့ကြာရောပေါ့တရားနာပြည်သားမထွက်ခင်လုပ်ရမယ်အလုပ်တွေကမူကြီးမယာသေနာပတိတွေကောစစ်ဘီအင်္ဂါတွေကောဟိုးဆောင်ကအပြိုတော်တွေရောမိဘရခေါင်ကြီးရောနေတာလေအသက်စားမှာမဟုတ်မထွက်ခင်လုပ်ရမယ်အလုပ်တွေများလို့ရှင်မရင်ခရီးသွားတာကြာတယ်တဲ့ရှင်မရင်တစ်ခါထွက်ပဲကြီးတစ်လေချက်ရှင်သာရိပုတ္တရာကပညာအရာမှာဧတရက်ရမယ်ပုဂ္ဂိုလ်မှုခောဇရတရားကျက်စားစရာအာယုန်တွေများပါသောကြောင့်ရှင်မရင်ခရီးသွားတာနဲ့တူပြီးတော့ပရိကံများလို့နောက်မှယဟန္တာဖြစ်ရှင်မောဂလန်ကတော့ဆင်းရဲသားခရီးသွားတယ်လို့ပရိကံနဲလို့ယဟန္တာဖြစ်ယဟန္တာကြီးတွေဖြစ်တော့တရားနာပြိဿကြီးနောက်ဘွယ်ထူးကြီးတွေပေးပါရှင်မောဂလန်ကိုတော့ဘုရားကိုယ်တော်မြတ်ကရှင်းသားတို့တဲ့တကိုးကြီးတဲ့နေရာမှာဖြင့်ငါဖယားအောင်ငါသားကြီးမောက္ကလအမျက်ဆုံးမဲ့ဆိုပြီးတော့
Lewayan a finite the go ayama a direct salu, Yamalubiano Yaruji Bevadi. Shindari Putarajaro, Navaya out. Yenya Tate Yamahi. Amia Some Leya a finite. Shindari Putaragu, Yenya Ayama, a direct Yaruji Bevadi. Nagoga Upateta, Babulo Shindari Putarashi. Tari Ponema Gia Muefalo, a man Namele, a Jambu Bido, Shindari Putaralo, Pikedi, Ilule Maga. Golita Name Piabido, Shimogalalo, Vajo Pitale. Mogali Ponema Yiga Muefalo, a man Name Jambu Bido, Shimogalalo, Pipali, Chi Bido Lagevi. Chi Lagero, the Zaumula, and Shianijima. Shindari Botara. Since that Sinjende. Nidora Tamavama Ata. Shivaya Guronya Lete Karunga. Lewe Yalea Ega Tawaka, Asunga, Ayembari Nevan Pujadala. Tori Moho Paya Guronya Giga, Ayembudala, Luxenza. Sinji Lido or Eka Tawaka, Asunga. Ayembari Nevan Pujavala. Mino Muje. Dodo. Not that Tampianchi Oma. Nali Loga Yama Vanilla Negun Shivale Omarono. Since that Sinjin Laito, not that Tante Tuvala Loka Jide Kunayela than Negun Shivarola. So long a very neighbor Taro Namero Jibi Tale out the Mito. Tata Konaya Salon, Azawako Kambido Yahana Pijazole Yahanda Konabaya Mikin Pite Namedo Jidi Yakudeti Mesa Deti Bawaga Melodevala Ayuzaina Yahana Konaba Mikin Mesa Deti Melodevu Soye Yakuke Putuzen Yahando Lidavaya Meroji Ayate Shao said that they some people. Aku Namero eating a very was some beaten of Barudia Hollow Chutan when I mamaro says I like Mami wa Tomati Danaya Nakurai Ho Jare Tayarone Madale Natayane Machutan when the day Ginia Madiana Vizayi Meroji Tawaka Winialu Chinshadova Loka Jima Tataware, Winnie, Namioshi, Devio. Pigaji Vane Varero. Natawa Suda, Chutme Sudo, Nasure, Shindari Budiaga, Tawaka Chinito, Tawaka Winnie Suda, Meroji Chinshada. Erane Meroji Mesa de Chibuaga, Lo of Nubuchi, of Jesus Sabima, Nabarine Vasame. Payatan Joa Payachiro Yadoma Tilio, but the Ayaga Nevido Leo Chimo Shikogalo and Luzana do Vanevago and Luzana do Gato. Yes, Payadido ah Parineva Puya, Quimbudo Muvaya. Three operating neighbor, Quimbudo Muva, Pialo, Piago, sound like Piago Romaga. Sita Parineva, Puto, Parineva, Pune, Olo, Erizagana Longo, Piazo, Nomamu, Toya Lavieza. Parineva, Puto, so you play all kind of Dudu. Parineva, Pune, Olo, Solosi, Cantanayama. Kana woni tambido kayijan shauli ono me neighbor mayune olu abye ayaga taya jama solo pari neighbor byudo akhaima thejin taya chaimon ya jama solo peda ji thejin taya phaya chaimon ya
Fayama Chaymoman and Kamyado to Chaymon Dai Machaymon Dai. Dulu Yawana Luja. Chaymon Dai Machaymon Dai. Chaymon Dai, Melojan, Chua Gulem, the Yabuzumia, one Yao. Remember what you had on 2 hours, Zira Gona. They over with the one. No one. So Glema Lilia Fabio, man, I need him, you so say out there, don't. Bangala go back. Dunya was Yao. Melojan, he calls that a job. Chiana Visa. Well, may no move the Lelo sort of Yakuromiaka. Kata Parineva the Dari Buddha, did I make? Dari Buddha, Dari Buddha, Kata, Bayana, Parineva the Parineva Pumalechida, Mimpe, a Yama, Parineva Pumalade. Davido Meroji and Nalaka, Fire, Taikama, Parineva Pumamia. Sita, Pua Hana, then I'll be there. Those are the things that Egavakaji. No, Ka, Pumio, Garoya, Kayan Leza. Oh, what a Billy, Undolu, Maino, Muji. Sitaro, Telo, Lodi, Parineva, Pia, Jaromare. Oh, what a Kanya, Lajalu, Maino, Muleto, Tangaro, Yamaja. Sindari Bodia, Koronaji, Chidlu, no one fellow. Now, Naji. Parineva Pia, Jarome, so much here. Now, no, Parineva Pia, solo lava, the Via. Matua, Olavia, Matua, Olaf, my 4 years ago, and the only Fajamaji Mujara. Evelo Shaujan Mujaro, you don't know Roman Mujane. Nakurodi Meroji Chedu Sapiro, Parineva Sanomi. Hayakuromia G Doma Matare Hori Dejendia. You don't know Mangujane. Nakuro Johnny no Melu Abamara Zagafi. Abamarina no memory of Mapoma Sadodiafi. Badita Nakuro Chuazori Nibando Payatiaro Nabiro Chin Chanjugo Toy like Javiro Gari as the Lumino Mubiro Payachiro in Chua Payakuro Yaku. Let Ochimo Shikogalo Gongin, Tandasin, Piandeto movie. Now Chido Impian Saint Gongin, Tandasin to death. Dilo, and Tankon the same Yogi Akaja Rogama. Let Ochimo Shikogalo do that only Paya shout. Yes, I'm Yare Payadividi. How long did it know what Tadara is the Chitomu in Kagalarunga? As she may assume Yellow Puyoya Valu eat. As she Paya Hobia, Damosa, Yegu, Tautung Bido. Do cartoon and Nibango when Saya Valu Ilo. Paya de Vido, Tonga, and Sudi, DNA, now song Gizong Evavi Paya. Tavido, that time, Tantu Vavia. Davido Kolaya Loga Jima, Nequincy Baro di Pialo. Chido is him, Bido Payashimi and Roji. Kissima Dagana, now some Punogaroya Jima Payalo. Yet down a cup and aya of food. Ida Caravido, Barineva, and Joy Hori Shiva out. Not of Hampian Piro, Yoya, a Kumasiva Halo. Payashimi and Rojigo Macaton yet down here. One on Pumyoro movie. Pesa ye, Lonza Yajibo. Koneaki, Piroma, Pipian and Lequia. Camaro Jotonia Adidunga Sea. Pega G, people belong Mulaja Melu.
Jahandaji Sudole, Pipayane, Koyama, Titole, Nye Jabi, Muromuya Labita. Kunayaji, they may Sudale, Pipayane, Koyama, Muyela. Jahandaji Muzabo. Can Kamado Kunayaji, they may Sudale, Pimile, Koyama, Suda, Koyama, Mangubeni, Naima. Laumija, Vidamat. Yo con ella le regalo, lucha. Cambiare Jedusia, don't come here. That our Butus in his Bima, we go on Bida and Dubai. Mavida, I come at it. Did you know Madupa to Gretchen Belu, baby? How that, Conia be the Mesura Vigi, while a Coniati on Nimama Movene. They allow a Jew, the Roma, Chowdane. Koneyaji, the Mari. You saw. Tomorrow, not a thing when you do about a coffee. See what it was. Oh, you look him up, what the Anna did that. Maloevu, Daya Mazi, big one of Brida. You look Koneyaji, they mess with Amazi, when it on yoga is there that shit of Vabio. Look at you, you don't want your Java. Doctor, no, that's a big one of Brida. That out the Anabi. Kamiano Chutogo, they may Mavida run it to buy it. Shingari Botea Guronia Chijara, Hanajimo Muromamu, let Ochimo Shikogarolo. Could you have Yalo, now so the little movie? Pedaji Shingari Botea Guronia Beluja. Kaya gado, Yahantanga gado. Miva Sayadama Bova Gugaro, Shikobi, Legas and Lano, Nauso Guajava, Nauso Guare Sura Bazua do. Shindari Bodara do. Bazua do Romega. Meno Neno Kekara Miva Sura Gashikoda. Now so was when a Zogane lay like a pin and a counter chase by the water. The review that now so the leader of Waja. You don't know so Jaro Chidaro, like Boja Suro. Tangaro Naya, a shin so not, Niro a low dream trainer of what Jajabi. Yodu Samin Fire Chalo, Okon Shet, Dengoji Chema, Jimba CD, Pibido Laja. Laja, hey, don't say Aroji. Shindari Budia Koromia, Perini Babu and Juaro Mare, Maru, Wine Taja Gozo, Turuta Yame, Diamond. Payada Madame. Kila Pido, Chidaluna, one fellow. I say, Pari never do a Juaro me so much. I shimaya Pari never do a solo lava here. Majoya move here, the Vishnu Kumabu move here. I shimaya Messi and the Rido, Kekunya Valley Mevaya. Payacha Zera down a shimfayamashi crepi sudo putus in your upadam bo. That our neighbor Mayazarano, putus in upada and torso. Matazao. Putus in your upada and torso. A cho pony the Wapiano Muron, Niza de the Garawari, Muda Jimabo. Somebody Shivayamashi and the Rido, Pazutia, Naya Marumpaya. A Madi pony they told Zalomako. Tabu Diana Yamarun, Niza Yazayose. Putus and Yazayose and Dada neighbor Mayazara no. Gee, a coup. A Shivayamashi, the Rido, Kekunya Valley, Mepayalo Soro. Hey, the Rido Garamaro, Payakuron, Tawagaji, Chayazeli. Say, I don't know, Pido, like Hayabiro, Nakuro, Juanino Melo. The Garamari, Tia Pido, Saint Juan, Tayato, Tanyana, Tiaramari, Ho. Tayato, Tanyana, Tiaramari, Ho. Dilo, Nadiana, Zaji. Kunaye Pido, Nalaka, you are take a Yauminizo Yababi.
ဘယ်ရောက်တော့ပြိဿကြီးညောင်မင်းကြီးရောက်တော့တူတော်ဥပယိုရပြေးထွက်အလိုဥစီတော်ဘုရားပါလားဘုရားဘယ်ကကြွလာတော့ဟဲ့ငါဘုရားထံကကြွလာတယ်လေမင်းဖွားဖွားရှိရလားမှန်လားပါရှိကြောင်းပါဘုရားနေကောကောင်းရဲ့လားဟဲ့နေကောင်းပါတယ်ဘုရားဟဲ့နေကောင်းရင်သွားပြောကြည့်ဖွားဖွားသားကြီးဥပတိတ်ကကြွလာတယ်ရွာဦးထိတ်ကညောင်မင်းကြီးမှရောက်နေတယ်တန်ဃာတော်900လဲပါတယ်ဒီကနေ့ညဒီမှာကြိတ်မဲ့တဲ့နေရများခင်းထားလိုက်ပါလို့သွားပြောကြည့်ဟဲ့အပြေးကလေးပြန်သွားဘောဟဲ့ရောတော့ဘာလို့ရေးကြည့်လို့ပြန်လဲဖွားသားကြီးဥပတိတ်ကကြွလာတယ်ဟဲ့သူကခုဘယ်မှာတော့ရွာဦးထိတ်ကညောင်မင်းကြီးမှရောက်နေတယ်အောင်မယ်ဟဲ့နေဆောင်မအောင်သူကအခုကဘာလုံးလာရပြန်တာလေတို့ဖွားကြီးကိုဗျတကြိုးပကြိုးနဲ့ပါညောင်းနဲ့ဖွားကြီးကြောင့်ပြောရကိုယ်တမဟုတ်တော့လှုပ်ပြောရမြုံလာတရားနာပြည်သားဖိုးကြီးကဥပုသ်ဆောင်ရင်9ရက်ရှိရမှမသိတော့ဖွားကြီးလမ်းမေးဟဲ့အဖွားကြီးဘာတော့ကတော့ဒီကနေ့ကချီရလားတဲ့ရင်တော့နင့်ငါချစ်လို့ယူထားဘယ်တော့မှနာမတော်အမှန်တော့ဥပုသ်ဆောင်ရင်လို့ရှိရလားမေးရှာတာတကြိုးကလေပိတ်ပြီးချစ်ရလားဖြစ်တော့ဖွားကြီးတော်ပွားတာပေါ့အသက်ကြီးမှသငယ်ပြန်နေဆိုပြီးတော့ဒါကြောင့်ရိုးရိုးသွားကြပါစို့ခိုးကြီးဖွားကြီးသာသိမပြောပါရစေနဲ့ကဲတရားနာပြိဿဟဲ့သူကခုဘာလို့လာရပြန်တာတဲ့တို့သူတယောက်ထဲလားဘသူတွေပါသေးတို့ဒီကနေ့ညဒီမှာကျိမ့်မတယ်ဖွားဖွားရဲ့တန်ဃာတော်900ပါတဲ့နေရာများခင်းထားလိုက်ပါတယ်အောင်မယ်ရှောက်ပါများကြီးခေါ်လာကျုပ်ကရိုးရိုးဆိုလုံနေပြန်လာခြင်းတယောက်ထဲမလာဘူးဒါဒီအတွက်ငါနေရာပဲနဲ့လုတ်ခင်းရပါဖွားကြီးမြည်တွန်တောက်တီးနေတာဟဲ့ဧဝရမင်းကတော့ငါမြည်တွန်တောက်တီးတယ်အောင်မိပါမင်းကဘာမှမသိဘူးငါမှသားသမီး9ယောက်ရှိတယ်သား4ယောက်ဥပတိတ်တဥပသေနစုံနာယေဝရသမီး3ယောက်စာလာဥပစာလာတိတုပစာလာသားသမီး9ယောက်ထဲအကြီးဆုံးဥပတိတ်တဆိုတာသူပေါ့သားသမီး9ယောက်မွေးထားပေမဲ့လို့သားသမီး9ယောက်စလုံးမိဘရဲ့ဗြဟ္မပြေယောက်ျောင်းတရားတွေစွန့်လို့အယူတွေမှားပြီးတော့ဂေါရမဖယားနောက်လိုက်သွားလိုက်ကြတာအခုမှမှန်သည်လို့ပြန်လာကြပြီနဲ့တူတယ်မိစ္ဆာကိုဗျဂေါရမဖယားနောက်မှားလိုက်သွားတာတဲ့အခုမှမှန်သည်လို့ပြန်လာတဲ့မိစ္ဆာဆိုတာကျုပ်ကရှင်းအောင်ပြောတတ်တယ်ကျွတ်တို့မာစိတ်ဟုတ်တယ်မာရများစိတ်ရရင်လားပြိဿသူတို့အယူဝါဒအလွန်ကောင်းပါတယ်ကျုပ်ကဓာတ်ကြောင့်မာစိတ်ပြောလိုက်ပြီးတော့လေဂေါရမတတိသားဆိုတာကရုံးဥကြီးနဲ့ပခုံးတစ်ဖက်ဖော်ကြီးနဲ့ဩနှခမ်းတော်ကြီးလက်ဆွဲပြီးတော့အရာထဲမျက်နှမွဲနဲ့တောင်းစားရတာဆိုပဲတော်ဆိုးတဲ့ဖွားကြီးကျွတ်တို့ဆုံးခန္ဓာတောင်းစားတဲ့ဆုံးခန္ဓာအမှန်တောင်းတာတော့တောင်းတာပေါ့တောင်းတယ်ပြောဘယ်ကောင်းဘုရားတော်ဆုံးခံဖုံးပေးတာယဉ်ကျေးအောင်တော့ပြောပေါ့ဆုံးခန္ဓာတောင်းတယ်ပြီးတော့ဩနှခမ်းတို့ဆိုတဲ့ကျွတ်တို့ကင်တဲ့သပိတ်ပြောတယ်တော်ဆိုးတဲ့ဖွားကြီးသူကတော့ဩနှခမ်းတို့ပြောတာကျွတ်တို့ကတော့ကျွတ်တို့သပိတ်ကျွတ်တို့နှခမ်းပါတယ်ကိုမထင်ဟုတ်သားအတွင်းကုတ်ဝင်နေဘဝကလှမ်းကြည့်အလုံးကြီးနားနာကြမှာနှခမ်းတွေ့
ပြောရအောင်စက်မိလို့ခြေပြေပေါ့နောက်ဆုံးကြပဲချိန်မှပြီးပြီဟုတ်သားပဲစက်မိတာပြောမရစီမြုံနဲ့ရှိတော့ကကြောင်းတဲ့ဘုန်းကြီးလူထွက်ချင်စိမ့်ပေါ့မှန်ကြီးတစ်ချက်ရှိရထောင်းအဝတ်တွေဝတ်စံမောင်းချက်တွေကောင်းကောင်းကြီးပေါ့အစိုးကွက်ကြီးဝိနှုတ်ခမ်းမွေးကြီးတာတိုက်ပိုင်ကြီးကြီးတိုက်ပုံကြီးဝိရှိတယ်မှာသေးတာအဲ့ဒါလိုဝိပြီးတော့စမ်းကြည့်နောက်ကိုရင်လေးတော့တက်လာဘုန်းကြီးဗျာဒီကြောင်းလိုက်ဆုံးလာတယ်ဗျာဟုတ်လားမှန်ကြီးကလေးမောင်ပေါ့ခေါင်းပေါင်းဖြုတ်အင်ကြီးချုပ်အစိုးချုပ်ကရင်အောက်ပြသွင်းသင်္ကန်းနေနဲ့ဖုံးစွန့်ညွန်ကြီးထိုင်ဒီပြင်ဟာတွေကချုပ်ပြီးဝင်းဝကြီးကကြမ်းနေနှုတ်ခမ်းမွေးမဖြုံးမိမဟုတ်ဘူးကရုံးနဲ့နှုတ်ခမ်းမွေးဘယ်လိုမှကြည့်မကောင်းလဲကြည့်တရားနာပြည်သားနှုတ်ခမ်းမွေးကြီးနဲ့ကျောင်းမကြီးကဆိုးကလေးချဘုရားကတော့ဘုန်းကြီးကတော့မော့ကြည့်လိုက်ဝင်းဦးကြီးမြင်လိုက်အဟိဆိုကြည့်လိုက်ဘုန်းကြီးမလုံးဘူးတော်ကြတဲ့ခမကြီးကမော့ကြည့်လိုက်အဟိဆိုကြည့်လိုက်ဘာပါလိငါကတင်အောက်အဝတ်တွေသင်္ကန်းနဲ့ဖုံးထားတာများမလုံလို့ငုံကြည့်ပေါ်ပါဘူးဘာပါလိဒီပြင်ဟာတွေကချုပ်ပြီးဝင်းဦးကြီးကကြမ်းနေနှုတ်ခမ်းမွေးမဖြုံးမိမဟုတ်ဘူးကရုံးနဲ့နှုတ်ခမ်းမွေးဘယ်လိုမှကြည့်မကောင်းလဲကြည့်တရားနာပြည်သားနှုတ်ခမ်းမွေးကြီးနဲ့ကျောင်းမကြီးကဆိုးကလေးချဘုရားကတော့ဘုန်းကြီးကတော့မော့ကြည့်လိုက်ဝင်းဦးကြီးမြင်လိုက်အဟိဆိုကြည့်လိုက်ဘုန်းကြီးမလုံးဘူးတော်ကြတဲ့ခမကြီးကမော့ကြည့်လိုက်အဟိဆိုကြည့်လိုက်ဘာပါလိငါကတင်အောက်အဝတ်တွေသင်္ကန်းနဲ့ဖုံးထားတာများမလုံလို့ငုံကြည့်ပေါ်ပါဘူးဘာပါလိနောက်ဘုန်းကြီးမလုံလို့လှုပ်ပါလက်ပါများတော့နှုတ်ခမ်းမွေးပြုတ်ကြအဲ့ဒီကြမှာအဆက်လွန်ပြီးတော့ဟာသေမသေးတော့ဆိုပြီးတော့ဗရင်မောက်ကခုန်ချမလို့ဇွတ်ပြေးကျောင်းမကြီးကနောက်ကလိုက်ရှင်မရမလောက်ပါနဲ့ဖျက်သိခံပါဗျာရှင်မရမလောက်ပါနဲ့ဖျက်ဒီတော့တယောက်တည်းသိတာဘယ်သူမှပြောအောင်ရှက်တော်မူပါနဲ့လောက်ပါနဲ့ဗျာမရဘူးတရားနာပြေးတာအရှက်လွန်ပြီးဗရင်မောက်ကဂျွန်းပြစ်ချတော့ပါသေးရဲ့ကျောင်းမကြီးကတနာလို့လှမ်းဆွဲတဲ့ချီနှချောင်းတော့မိလိုက်ဒါပတိအပြင်ဘက်ရောက်နေဖမ်းတာကြည့်တော့ကျောင်းမကြီးပြင်ဘက်မျက်နှာတစ်ချက်ထဲထွက်ရဲမလီတော့မလီကိုကြီးတို့လောက်ကြတော့တပည့်တော်ကြည်ရဲဘူးဗျာမျက်နှာကကျောင်းဘက်လှဲ့လို့ဘယ်ကြည်ရဲမလဲကြသူဟာသောက်ထိုးခေါင်းအောက်ကပြောတာခေါင်းအောက်ကကိုကြီးတို့လာကြပါဦးဗျာတပည့်တော်မကြည်ရဲဘူးဗျာဘုန်းကြီးကလည်းတရားနာပြည်သားမျက်နှာဖုံးတဲ့သင်္ကန်းကလေးဖယ်ပြီးတော့လေဒီကမကြီးသေပြီးလွတ်လိုက်ချလိုက်ဘယ်လွတ်ချမှာတော့ဗျာကိုကြီးတို့လာကြပါဦးဗျာဒီမဲ့ဒီကမကြီးတော့ကင်းညောထားတဲ့ဘုန်းကြီးသေပြီးလွတ်လိုက်ချလိုက်သူညာလို့တရားနာပြည်သားနောက်တော့မှတော်ပါသေးရဲ့ကိုရင်ကြီးတွေမနှဲဝိုင်းပြီးတော့တင်ရကျောင်းပေါ်ရောက်အသက်မသေးပါဘူးဒါစီရှက်တာနဲ့နောက်9ရက်လောက်ခန်းထဲကမထွက်ဘူးဘယ်ထွက်မလို့တစ်ခါရှက်မှမဟုတ်ပဲနှစ်ခါရှက်ဖြစ်နှုတ်ခမ်းမွေးပြုတ်ကြတာကတစ်ချက်ပြီးတော့တစ်ချက်ပြီးပြီးသားရှိထုတ်ပြောနေလို့ဖြစ်တာမှမဟုတ်ဒီလိုနဲ့တရားနာပရိသတ်ကြီးဩနှခမ်းတော်ကြီးလက်ဆွဲပြီးတော့မျက်နှာမွဲနဲ့တောင်းစားရတာဆိုပဲဆုံးခံစားရတာပင်မလို့အခုလူထွက်ခြင်းလို့ပြန်လာတာနဲ့တူတယ်ထင်ပြီးထင်ရတယ်မေတော်ကြီးကအဲ့တော့ခေါ်ကြီးဟဲ့တွင့်ကြီးတောင်ဟုတ်ပါခေါ်ကြီးဆိုတော့တရားနာပြိဿကြီးသူတော်ဥပယုဒထွက်လာဥစီတော်ဗျာပြီးပါပြီကြွပါဗျာကြွပါဖရာဆိုတော့တန်ဃာတော်900နဲ့ရှေ့ဆောင်ပြီးကြွသွားမေတော်ကြီးသားတော်ကြီးဥဆောင်၍တန်ဃာတော်900မြင်လိုက်တော့
မျက်လုံးပြူးသွားမျက်တောင်ခတ်ဘူးဖဏမချုပ်ဘူးရှင်မခိုးဘူးမိစ္ဆာကိုတာတိဟူသောချစ်ချင်းတော်ရှိတယ်တဲ့အယူကလွဲနေလို့ရှ िख ိုးရမှမသိပဲငါမွေးတဲ့သားတဲ့ရှ िख ိုးခြင်းကိုသူကခိုးရမတဲ့တရိษံပမာဏဗျာချစ်တော်ချစ်သားပဲတရိษံချစ်ကြီးလို့ကြလှကြီးမိစ္ဆာဒိဋ္ဌိကြီးသနာစရာပေါ့ရှင်သာရိပုတ္တရာကအချိန်မကြလို့တရားမဟောပါဘူးတိုက်ခန်းနဲ့ပဲတန်းကြွတန်ဃာတော်900နဲ့မေတော်ကြီးကလည်းနောက်ကလိုက်သွားဟိုရောက်တော့ညီတော်နောင်တော်တို့ခင်းထားတဲ့နေရာအသီးသီးကြွကြကုန်လောတန်ဃာတော်ကြီးကြွကြအရှင်စုံဒညီတော်အလုံးအကျွေးတစ်ပါးပဲခြံပါတယ်မေတော်ကြီးကလည်းနံရံကပ်ပြီးတော့မတ်တိုက်ရကြည့်သားတော်ကြီးနောက်လိုက်သွားရှင်သာရိပုတ္တရာကြီးတိုက်ခန်းထဲရောက်လို့မှဘာမှမကြသေးဘူးသွေးစိမ့်နဲ့အနဲ့ဝေဒနာကြီးဖြစ်ပေါ်၍လာပါလေပြီအလိုက်ထောက်ဝေါကနဲ့ထိုးအောင်လိုက်တိုက်ခန်းတစ်ခုလုံးหนีရဲသွားပင်ပန်းတော်မူလုံးလို့လက်နှစ်ဖက်အာရမောက်ပြီးတော့ဂရင်မော်ကအောက်ထောက်ထားရသည်အရှင်စုံဒကထွေးကံကလေးခံပေးရသည်ဒီထွေးကံသုံးလို့မှမပြီးခင်နောက်ကထွေးကံကပြည့်နေပြီကမ္မဇဝိဘတိပေါ့ကြောက်စရာကောင်းလို့ဒီလိုသွေးစင်းနေနေရဲ့အောက်အံတော်လဲရှင်သာရိပုတ္တရာကြီးအမလေးအလိုလေးတပြီးတော့ငိုတော်မမူငိုရလားပြိဿငိုပါဗျာငိုပါဘူးယဟန္တာကြီးမှုသာပေါ့ခမည်းတော်ဒီလိုသွေးစိမ့်နေနေရဲအောင်အရင်မငိုပဲနေနိုင်မှာနေနိုင်ပါဗျာလုံးကြပါဦးဗျာရှိလို့ကောင်းရစီလို့ဒုက္ခရောက်မယ်ပေါ့ယဟန္တာကြီးဆိုတော့ဝေဒနာကျင်နာခံခဲ့အမြဲနှိမ့်ဆက်တတ်တဲ့ဝေဒနာတန်ကျက်သည်အနိစ္စဖြစ်ပြီးတော့ပြည့်သွားကြမှာပါတကားဝေဒနာဆိုတာပြည့်တဲ့ပြုဒါကြောင့်တရားနာပိဋကကြီးအနိစ္စလက္ခဏာရဲ့တင်ပြီးသားမို့မငိုဘဲနဲ့ဝေဒနာကိုသိခံတော်မူရှာသည်ဒီလိုဝေဒနာကမသက်သာမြေဥရအချိန်ကြတော့နတ်မင်းကြီးလေးယောက်ဆင်လာကြသည်သင်တို့ဘသူတွေတို့တပည့်တော်တို့နတ်မင်းကြီးလေးယောက်ပါဗျာဘာကိစ္စအရှင်မရပြုစုစောင့်ရှောက်ရန်လာကြပါသည်ဗျာနတ်မင်းတို့ပြန်ညညီတော်စုံနာအနာမရှိတယ်လို့ပြန်လွတ်လို့ရှ िख ိုးပြန်ညသည်ကတော့ပြန်ညတတရတဝုရုံကဝုရုကခန္ဓာမင်းကြီးလေးယောက်စတုမယနတ်ပြေတို့ပြန်ညမေတော်ကြီးကလည်းနံရံကပ်ပြီးတော့မတ်တရကြည့်သွေးစိမ့်နဲ့အလုံးငါသားကြီးပဲလို့နေသလဲလို့မေပေါ်မရဝေဒနာတန်းလန်းကြီးနဲ့ပြန်လာတာကိုဆိုပြီးတော့သာကျင်နာစွာနဲ့တဏှာစွာနဲ့ရပ်ပြီးတော့မြတ်တော်မခတ်ဖဲကြည့်နေခဲ့သည်နတ်မင်းကြီးလေးယောက်ပြန်သွားတာမြင်တော့ဟောကြည့်စားဧည့်သည်တွေလေးယောက်တောင်ဘယ်ကဟာဒီမှလည်းမသိအချွန်တက်တယ်နတ်မှလည်းမသိဘူးနတ်မြင်လို့နတ်မှမသိနောက်တန်ကုန်ရချိန်ကြတော့လည်းရာမင်းဆင်းပြီးတော့လာခဲ့ပြန်သည်တင်မသူတို့တပည့်တော်ဗျာအယုဇယနတ်မြို့နတ်တွေကိုအစိုးရတဲ့အိန္ဒာသက်ကတရားပါဗျာဘာကိစ္စအရှင်ဘုရားဝေဒနာကြီးပြုစုစောင့်ရှောက်ခြင်းလို့လာပါသည်ဗျာတက္ကတော်တရားငါညီရောစုံနာအလုပ်ကျွေးရှိတယ်ပြန်တော့ဒီလိုပြန်လို့တရားမင်းလည်းကတော့ပြီးတော့ပြန်သည်ဟောပြန်သွားပြန်ပြီဧည့်သည်တယောက်ဧည့်သည်တွေကလည်းမိုးလင်းထိလားနေမှနဲ့တူပါရဲ့ဒီလိုနဲ့ဝေဒနာကလည်းမသက်သာမိုးတော့ရချိန်ကြတော့မြမာကြီးလေးယောက်ဆင်းပြီးတော့လာကြပါသည်ဟောလာပြန်ပြီလေးယောက်မြမာတွေလည်းမြမာမှမသိဘူးကိုးကွယ်တော့မြမာတဲ့ကိုးကွယ်တဲ့မြမာမြင်လို့လည်းမြမာမှမသိခင်ဗျားတို့လိုပေါ့ကောင်းရင်တော့အုံသီးကြောက်ကြီးချိတ်လို့ရတောင်ရိုးစီကြီးနဲ့အမေလေးမွေးသမိခင်ကျေးဇူးရင်အမလေးသတိကထိုးပြီးသနာခါရပက်ပါရဘယ်နှခါမြင်ဘူးလို့ဆိုတခါမြင်ဘူး
ခင်ဗျားတို့လို့ပေါ့ဟိုမှာသူကိုးကွယ်တဲ့ဗြဟ္မာတွေ့လို့လည်းပဲဗြဟ္မာမှမသိကြည့်တရားနာပရိသတ်ကြီးဒီလိုနဲ့ဗြဟ္မာကြီးလေးယောက်လာကြတော့သင်တို့ဘသူတွေတုံဗြဟ္မာမင်းကြီးတွေပါဗျာပြုစုခြင်းလို့လာပါသည်ဗျာဗြဟ္မာမင်းတော်ပြန်ညငါပြုစုဆောင်မဲ့ညီတော်စုံနှရှိတယ်လို့ပြန်လွတ်လို့ပြန်ရသည်ဗြဟ္မာမင်းကြီးလေးယောက်လည်းပြန်သွားရောမေတော်ကြီးအဖကလာလိုက်တာအလင်းထီအောင်လာတဲ့ဧည့်သည်တာတော်ကြီးဥပတိတ်ကဘာလို့မေတော်ကြီးရဲ့တာကြီးတော်ကဝေဒနာပဲနဲ့နေသေးတော့မေတော်မြင့်တဲ့တိုင်းမှာမသက်သာဘူးမေတော်ရဲ့ပြင်မလိုက်တာဝေဒနာတန်းလည်းကြီးနဲ့အမေထံပြန်လာတာကိုတပိမဲ့လို့အားရင်ပြင်မမိမဲ့လို့အမေမေးစရာရှိလို့မေးပါမဲအတွက်သားကြီးပြန်ရောက်လာတယ်ဟိုညင်ဥရလူလေးရောက်လာတာဘယ်သူလဲသားကြီးရဲ့စတုမာရဲ့နတ်ပြည်ကနတ်မင်းကြီးလေးရောက်လေမဲတော်ရဲ့ဘာလို့လာကြတာတော့တာတော်ပြုစုခြင်းလို့လာတာညီတော်စုံနှရှိလို့ပြန်လို့ရှ िख ိုးပြန်ကြတယ်ဟင်နတ်မင်းကြီးလေးယောက်ကတောင်ရှ िख ိုးရတယ်ငါသားကြီးကနတ်မင်းကြီးတွေထက်မြတ်သလားမတော်မြတ်လို့ရှ िख ိုးရတာပေါ့နတ်မင်းကြီးလေးယောက်ဆိုတာဖယားအလောင်းတော်နဲ့ဘုံကြီးတဲ့တာဝကတွေပဋိသန္ဓေယူစဉ်တန်လျက်ကင်ပြီးတော့စောင့်ရတဲ့အယံဆောင်မြတ်သာသာသနာတော်မှာရှိတယ်မဲ့တော်ရဲ့အိုးငါသားကြီးတလောက်ဘုံကြီးမှမသိပါဘူးတန်းကောင်ရတယောက်ထဲလာတာဘယ်သူလဲသားကြီးမတော်အဲ့ဒါနတ်တွေဝဲဆိုရတဲ့တရားလို့ခေါ်တယ်သူကဘာလို့လာတာတော့သားတော်ကိုပြုစုခြင်းလို့လာတာညီတော်စုံနှရှိလို့ပြန်လို့ကတော့ပြန်နေအိုးငါသားကြီးကတရားမင်းထက်လည်းဘုံကြည့်သလားမတော်ဘုံကြည့်လို့ရှ िख ိုးရတာပေါ့တရားမင်းဆိုတာသာသနာမှာကိုရင်ကြောင်းသားလိုခိုင်းစေမြတာရှိတယ်မေတော်ရဲ့တဲ့ဘုံကြည့်တဲ့သားကြီးဟိုမိုးတော့ရလူလေးရောက်လာတာဘယ်သူလဲသားကြီးရဲ့ဟိုမေတော်တို့ဗြဟ္မာကိုးကွယ်တယ်မဟုတ်လားဟုတ်တယ်လေအဲ့ဒါမေတော်တို့ကိုးကွယ်တဲ့ဗြဟ္မာကြီးတွေသားတော်ကိုပြုစုခြင်းလို့လာတာညီတော်စုံနှရှိလို့ပြန်လို့ကတော့ပြန်တယ်ဟိုအမေတို့ကိုးကွယ်တဲ့ဗြဟ္မာကြီးတွေထဲလဲငါသားကဘုံကြီးသလားမေတော်ဘုံကြီးလို့ကတော့ရတာပေါ့ဗြဟ္မာမင်းကြီးတွေဆိုတာသာသနာမှာတရားနာပိဋကမြတ်တာဖြစ်တယ်မေတော်ရဲ့အိုးဘုံကြီးလိုက်တဲ့သားကြီးပါလားငါသားကြီးတလောက်ဘုံကြီးမှအမေမသိပါဘူးနာဂရာဗြဟ္မာတွေကတောင်ရှ िख ိုးရတဲ့သားကြီးဟောဒီသားကြီးဘုံကြီးလို့နာဂရာဗြဟ္မာတွေကိုအမေမြင်ရတယ်သားကြီးငါသားကြီးတောင်တလောက်ထီအောင်ဘုံကြီးနေရင်ဖြင့်ဟိုသားတော်တို့ရဲ့ဆရာဖယားဖြစ်တဲ့ဂေါတမဆိုတာပို့ပြီးတော့ဘုံကြီးမှာပဲနော်သားကြီးငါသားတို့ရဲ့ဆရာဖယားအကြောင်းကိုအမေသိချင်လိုက်တာအမေပြောပြပါလားသားကြီးရဲ့လို့စေရနာလေးပေါ်လာတော့မှဒီအချိန်ကမေတော်ကြီးတရားဟောရင်ရဒီတိုင်းဆုံးဖြတ်တာဗျမေတော်အာယုပြုမေတော်ရဲ့သားတော်တို့ဆရာဖယားကြီးဒီလိုလာခြင်းကောင်းတော်မူခဲ့တယ်မေတော်ရဲ့လို့တညာလုံးသွေးစိမ်အားနဲ့ဝေဒနာကြီးဂယုမဆိုင်ဖဲနဲ့မေတော်ကြီးတို့ဘိုးကြည်အောင်ကျေးဇူးဆက်တရားဟောကြားတော်မူပါသည်ပရိသတ်ရေဂေါရမမြတ်စွာဘုရားရဲ့ဗုဒ္ဓဝင်ကိုရှင်သာရိပုတ္တရာဟောတဲ့အခန်းကတော့ဖြင့်ကျွတ်တူမြုပ်ခဲ့ရမှာပါဗုဒ္ဓဝင်မှာတကယ်ဟောနေမယ်ဆိုရင်တရားက9ညလည်းပြီးမှာမဟုတ်10ညလည်းပြီးမှာမဟုတ်ဘူးနောဒါကြောင့်ဗုဒ္ဓဝင်ဇလံဘုရားလာခြင်းကောင်းပုံတွေကိုဟောပါဗျာဒိတ်ခန်းစဉ်ကစပြီးတော့ဓမ္မစကြာဟောသည့်တိုင်အောင်
ဒီလိုလာခြင်းကောင်းမွန်တွေကိုဟောပြီးတော့ဒီလိုလာခြင်းကောင်းတော်မူခဲ့တဲ့မေတော်ရဲ့သားတော်တို့ဆရာဖရာသည်ဒီကုံတွေနဲ့ပြည့်စုံတော်မူတဲ့မေတော်ရဲ့လို့သွေးစိတ်အနဲ့ဝေဒနာကြီးဂယုမထားပဲနဲ့ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသမ္ပန္နောသူကတော့လောကဝိရုအလုတ္တရောပုရိသဓမ္မတာရတိသတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါအဲ့ဒီလိုခုံတော်ကိုးပါးဟောလို့လဲဆုံးမလျောမေတော်ကြီးသည်ဒေသနာဝတာနေသောတပတ္တိဖလေပဋိဋ္ဌာဟိဒိဋ္ဌိနဲ့ဝိသိကိစ္စကွာသောတာပန်ဖြစ်ပြီးတော့အပေတကားပိတ်ပါတယ်ဗျာဒီလိုသောတာပန်ဖြစ်တော့တာကြီးဘုန်းကြီးလို့မကဘူးတရားဟောကလည်းကောင်းလိုက်လေချင်းဘယ်တော့တာတော်ကိုဆုံးကမယ်မဟုတ်လားအိုးတန်ကြလို့တွေးစိမ့်နေအန်ထားတာအမေဆုံးကမှာပေါ့ငါသားကြီးတရားဟောရလို့လည်းပင်မနေပါပြီငါသားကြီးတွေမကဘူးဟောဒီနောက်ကပါတဲ့တန်ဃာတော်ငါဟာရကိုလည်းအမေဆုံးကမယ်အမေတို့ပုံနာတစ်ထေးမျိုးမှုလေနောက်က1000 သိန်းပါတော့လေအမေဆုံးကနိုင်တဲ့သားကြီးရဲ့မေတော်ကြီးကဆုံးကမယ်ဆိုတော့မေတော်ကြီးတိုက်ပေါ်တက်ပြီးတော့ဆွန့်ချက်ချီတော့နှင်းမိအဝေးကိုပရိနိဗ္ဗာန်စံချိန်ကတံပြီးလေးပရိသတ်ရဲ့မေတော်ကြီးလက်ထဲပရိနိဗ္ဗာန်စံရင်ကွဲမှာတနာလို့တိုက်ပေါ်တက်ဆွန့်ချက်ပြုံနဲ့ဘုန်းကြီးတဲ့သားကြီးကိုဆုံးကမယ်ပြီးတော့လဲအနုမောဒနာတရားတွေနာမယ်နဲ့ဆွမ်းချက်နေတော့ရှင်သာရိပုတ္တရာကိုတော်ကြီးကဖြင့်ဟဲ့ဤတော်ဆုံးနာဘယ်ချိန်ရှိပါလဲမှန်လားပါဗျာအာယုန်ချင်းလင်းတော့မှာပါဗျာဟဲ့ဤတော်တော်တွေခေါ်လိုက်တန်ဃာတော်တွေအပရောက်လာတော့ဤတော်တော်တို့သင်တို့ရဲ့အပေါ်၌ငါကိုယ်တော်ကျူးလွန်မိတဲ့ကာယကံဝစီကံမဲ့လောဟောကရှိရဲ့သိခဏခွင့်လို့ကြတောင်းပန်ပြီးပြုယဟန္တာကြီးပေမဲ့လို့ငါမာရရှိသိခံကြလို့တောင်းပန်နိုင်ရင်ခမည်းတော်ကျွတ်တို့တောင်းပန်တိုင်းမတောင်းပန်တိုင်းတောင်းပန်ကြရဲ့လားမထေအဲ့တော့မှမတောင်းပါလူကြီးတယောက်မှားနေတော့ကလေးတယောက်ကဘာကြီးခမည်းသိမ့်မှားတယ်ဆိုဘာပြောလို့ဘာမှားပါလို့ခေါ်တယ်ငါလူကြီးတဲ့တိုင်းလူကြီးမမှားတဲ့အတိုင်းလူကြီးမှားရင်ပြင်းကိုမရပါဘူးဗျာလူကလေးမှားတော့လူကြီးကပြင်ပေးနိုင်တယ်လူကြီးမှားရင်ပြင်းကိုမရပါဘူးဗျာလူမထန်တော့ကြည့်တရားနာပြီသားကြီးငါမာရရှိရဲ့ဒီခဏခွန့်လို့ကြလို့မိန်တော်မူလိုက်တော့သံဃာတော်တွေငိုပြီအိုးဘယ်လိုဩဝါဒကြီးပါလဲငါကိုယ်တော်မာရရှိရဲ့ဒီခဏခွန့်လို့ကြတဲ့ဘယ်တော့မှမမိန်ဘူးတဲ့ဟောဒီဩဝါဒကြီးမိန်တော်မူရင်ဖြင့်တန်တော်နောက်တော်ကြီးတို့ပြထားကြတော့မထင်ပါရဲ့နောက်တော့ဒီဘုရားဘယ်လိုမိန်တော်မူလိုက်တာတော့ဘုရားဘယ်လိုမိန်တော်မူလိုက်တာတော့နောက်တော်ကြီးအပြစ်မရှိပါဘူးဟောဒီညီတော်နောက်တော်တွေကအပြစ်ရှိပါလိမ့်မယ်ဘုရားနောက်တော်ကြီးဘုရားမမိန်နဲ့ဩဝါဒကြီးမိန်တော်မူလာကြီးလာလို့သံဃာတော်တွေငိုကြတော့ဟဲ့မငိုကြနဲ့ဒီခညာညီတော်နောင်တော်တို့ငိုရမယ်အချိန်မဟုတ်ကြတော့ဘူးတတ္တရာဇံရောက်နေပြီဗျာစတုထဇံဝင်စားနေပါပြီဗျာလို့မေးဖြစ်ရင်းနဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဒီစတုထဇံဝင်စားပြီးတဲ့နောက်ဆုံးစတုထဒါနံဖြင့်ပရိနိဗ္ဗာန်စံမြန်တော်မူပါသည်လှုပ်တော်ဘူးပြုရှင်းဆုံးလားဘာလို့ညီတော်တော်တို့
နောင်တော်ကြီးဇံဝင်စားတော့မယ်လားဗျာကောင်းလေးရံပြသိခမကြတဲ့လူမမာဘူးဆရာဝန်ပြတဲ့ခေါင်းမျိုးပေါ့ကောင်းလေးရံပြမရှိဘူးတဲ့နောက်တော်ကြီးမရှိတော့ဘူးလို့လည်းမိတ်လိုက်ပါလေရောတန်ဃာတော်900ဝုန်းနဲ့တပြိုင်နဲ့အကုတ်ထားယုတ်ကလဓာတ်တော်ကြီးပြေကတ်ကြနောက်တော်ကြီးအိုးနောက်တော်ကြီးဗျာဟာမလေးကြည်စမ်းမဝင်ရဆက်ဆက်ကြီးပြစ်ထားခဲ့ပြီလားဗျာငါကိုယ်တော်ကျူးလွန်မိတဲ့ကာယကံဝစီကမနောကံသိခံကြလို့ဘယ်လုံးအမှမမိတ်မှုတဲ့ဩဝါဒကြီးမိတ်တော်မူကြတဲ့ကိုကနောက်တော့ကြီးတို့ပြထားကြတော့မယ်ဆိုတာသိပါလေရဲ့ကနေခုတော့ဗျာဟောဒီသိဆုံးတော်တို့ပြထားခဲ့ပြီလားဗျာတချို့ကလက်ဖမိုးတော်လေးတွေတရှုပ်ရှုပ်နမ်းလို့တချို့ကနောင်တော်ကြီးရဲ့ရင်ဘပေါ်မျက်နှာအပ်လို့တချို့သံဃာတော်တွေကနောင်တော်ကြီးရဲ့ခြေဘဝတော်နဲ့သူတို့နာရီပြားလေးတွေနဲ့ပုတ်လို့နောင်တော်ကြီးဟောတာဝတိရတဲ့ကျိုးစရှိတဲ့မြို့ကနေပြီးတော့နောင်တော်ကြီးမိဘယထံထီအောင်လိုက်ပို့တယ်ဟောဒီညီတော်နောင်တော်ကြီးပြစ်ထားခဲ့ပြီလားဗျာနောင်တော်ကြီးဗျာတာဝတိရတဲ့ကျိုးစရှိတဲ့မြို့ကြီးပြန်ရောက်ကြလို့ရှိရင်ဖြင့်သင်တို့ရဲ့ဆရာကြီးပဲထားခဲ့ကြတော့သင်တို့ရဲ့နောင်တော်ကြီးပဲမှနေခဲ့တော့ဘယ်နဲ့ကြောင့်တဘာတွေကြွမလာတာတုံးလဲမြို့သူမြို့သားတကားတကမအမြမေးကြလို့ရှိရင်ဖြင့်နောက်တော်ကြီးဟောဒီမိတော်နောင်တော်ကြီးဘယ်လိုလုပ်ပြီးတော့အဖြစ်ပေးရပါမလို့ဗျာဒီညီတော်နောက်တော်တွေကိုတဏှာတစ်ဖြင့်နောင်တော်ကြီးထပ်ပြီးတော့ဩဝါဒပေးတော်မူပါအောင်တော်လားဗျာလေတန်ဃာတော်တွေဝိုင်းအောင်ပြီးတော့ငိုးနေကြတဲ့အချိန်မှပဲလေကြည်တရားနာပရိသတ်ကြီးမဟာပထဝီမြေကြီးကလည်းအိုဒိစက်ကဲသို့မြည်ဟိလို့အတ္တမရှိတော့လည်းရှိတဲ့ကဲသို့ဝမ်းနဲ့ကြည်ကွဲတဲ့အထိတ်အမှတ်နဲ့တရတသမိကလေးထိုးရှိသားရီဘုရားကိုတော်မြတ်ပရိနိဗ္ဗာန်ပြုတော်မူသောဆုံး၌ဝိဒနာသောဟောထိပလိကြောက်လောင်ွယ်ရှိသောလောမဟသောကျက်တိမွေခြင်းထလောက်သောဘူမိစလုံးမြေလုံချင်းသည်အဟောတိဖြစ်ရရှာလေ၏ဒေဝဒုဒရဝီတောဟောနတ်စီစီတို့သည်ဖလေသူဒိန်ဒိန်ကြီးဆွဲအတန်ဟဲ၍ရည်ရလေကုန်သာရီဩဒိစကဲသို့မဟာပထဝီမြေကြီးလှုပ်လိုက်တော့တိုက်ပေါ်မှာဆွန့်ချက်နေတဲ့မေတော်ကြီးလန့်သွားအလိုဖျားလှုပ်လိုက်တာမြေကလေးကြီးကဖြင့်သစ်ပင်တွေလဲကုန်တော့မလို့အိမ်လေးပြိုးကုန်တော့မလို့ပါလားငါသားကြီးကလည်းတညာလုံးသွေးစိမ့်နေအံပြီးတော့နေတာငါသားကြီးကလည်းတညလုံးပင်မထားလို့အိပ်ပျော်မှမဟုတ်ဘူးမြင်းကလေးလှုပ်တာကိုသိလိုက်ရင်ငါသားကြီးလှမ်းသွားတော့မှာပါပဲငါသားကြီးသွားဟာပြီးတော့ငါအပိအောင်မပဲနဲ့တိုက်ပေါ်ကဆင်းပြေးလာတိုက်ပေါင်ရောက်တော့သားတော်လေးစုံလာတွေ့ဟဲ့သားတော်လေးစုံလာပါတော့မဲ့တော်ကြီးရဲ့မင်းနောင်တော်ကြီးဘယ်နဲ့နေသေးတော့ဝေဒနာများသက်သာရဲ့လားမြင်းကလေးကြီးလှုပ်လို့များလှုပ်သွားသေးသလားဟဲ့အော်မေတော်ကြီးသားတော်ကြီးမရှိတော့ဘူးလို့ဖြေလိုက်ရဲ့မေတော်ကြီးဒုက္ခဖြစ်ရှာတော့မယ်ကရုဏာတက်လို့အဖြေထွက်မလာပဲနဲ့ဆိုင်ထားတော့ဟဲ့သားတော်လေးမင်းလည်းမကြောက်ဘူးလားမင်းနောင်တော်ကြီးပဲနဲ့နေသေးတော့မြေကလေးလှုပ်လို့ညလန့်သွားသေးသလား
မပြောလည်းမပြီးတဲ့ကိစ္စအလေပြောရတော့မှာပဲမေတော်ကြီးမျက်နှာကြည့်လိုက်နောင်တော်ကြီးမျက်နှာကြည့်လိုက်နဲ့မေပြီးနောင်တော်ကြီးဘယ်လိုအဖြစ်ပေးရပါမလို့မေတော်ကြီးဟဲ့ပြောလေတတိထားပြီးတော့သာနားထောင်ပါတော့မေတော်ကြီးမေမေသားကြီးဥပတိတ်ကလေပရိနိဗ္ဗာန်ပြုပြီးမေတော်ကြီးရဲ့ပရိနိဗ္ဗာန်ပြုတယ်ဆိုတာဘာတော့သားတော်တို့အခေါ်အဖြင့်ပရိနိဗ္ဗာန်ပြုတယ်မေတော်တို့အခေါ်အဖြင့်လေမေမေသားကြီးဥပတိတ်ကပြေပြီပေတော်ကြီးအသက်မရှိတော့ဘူးလို့လည်းမိတ်လိုက်ပါလေရောနားနှစ်ဖက်လက်နဲ့ပိတ်လို့မိတ်လို့ကြတဲ့မျက်ရည်များခါထုတ်ဟုတ်နေကြပါမလားမတော်ရရောတွေပြောကုန်ကြပြီထင်ပါရဲ့ငါသားကြီးစောစောကတရားဟောနေသေးတဲ့အခုပရိနိဗ္ဗာန်ပြုသေးပါရဲ့သိပါပြီမမဲသိပါပြီသားကြီးကိုကြည်ညိုမှန်းသိလို့ဆုံးကပ်မယ်တရားနာမယ်နဲ့မေတော်ကြီးကြည်ညိုမှန်းသိလို့ဟုတ်ပါပြီကြည်စားနေကြတာနဲ့တူပါရဲ့မေတော်ကြီးကစားနေကြတာနဲ့တူပါရဲ့မေတော်ကြီးဒီကိစ္စကြည်စားအပ်တဲ့အရာဌာနမဟုတ်ဘူးကစားရမယ့်အရာဌာနလည်းမဟုတ်ဘူးမေတော်ကြီးမေမေသားတော်ကြီးဝင်ပြီးတော့ရှူစားစမ်းမအောင်လို့မိတ်တော်မူလိုက်တော့မေတော်ကြီးတိုက်ခန်းနဲ့ဝင်သားတော်ကြီးရုပ်ကလပ်ပြီးခေါင်းရင်ကကမတ်တက်ကလေးရက်လို့မျက်နှာတော်လုံးထားတဲ့သင်္ကောင်းစာလေးလှမ်းကြည့်လိုက်ကြတဲ့ကိုကအားရရော့လို့အလိုဖယားကြည်စားမောင်ရွှေနဲ့လုံးတော်ကြီးအစုံမိတ်လို့ကြည်ဖြစ်တဲ့လူကြီးပါပဲလားငါထင်လို့ငါသားကြီးကျိန်းနေတာဖြစ်ပါစေတော့ငါသားကြီးကျိန်းနေတာဖြစ်ပါစေတော့နဖူးတော်လေးလက်နဲ့အုပ်စမ်းအလိုစီထန်းနေပါလားနှာခေါင်းတော်လေးနဲ့ကပ်ပြီးတော့နားကလေးနဲ့ထောင်းဝင်လေထွက်လေအသက်ရှူတာများတွေ့ရလေအောင်မလားလို့ရှင်ဘကောကပ်ပြီးတော့နားကလေးနဲ့ဖိဘဝင်ခုံတာများရှိလေအောင်မလားလို့တော့လက်ဖြားတော်လေးပြေးစမ်းလိုက်ခြေဖြားတော်လေးပြေးစမ်းလိုက်နဲ့ဘယ်လိုမှလှုပ်တဲ့လက်တဲ့ရုပ်လက်ခဏလေးကိုမမြင်ရတော့သဖြင့်ဟုတ်တော့ပါဘူးမထင်လို့ကျိန်းနေတာမဟုတ်တော့ပါဘူးဟဲ့ဒီကိုညွန်းနေပါဖြင့်လားသားတော်ကြီးငါပြည့်သွားပါဘောလားငါပြည့်သွားပါဘောလားသားတော်ကြီးဥပတိတ်ကသားတော်ကြီးရဲ့မေမေခေါ်နေတဲ့ထားပြီးတော့ထူပါအောင်တော့လားခုတော့လေအမေကတ်တဲ့ဆွန်းကလေးတစ်ထပ်ကိုတောင်းပါမဖုံးပေးခြင်းလို့အမေချက်တဲ့ဆွန်းကိုမစားခြင်းလို့ငါသားကြီးအမေပြစ်သွားပြီထင်ပါရဲ့သားကြီးအမေခေါ်ရရင်ငါသားကြီးကြားရလားငါသားကြီးနာဘယ်လိုများဖြစ်နေပါလိမ့်အမေကတော့ငါသားကြီးဆွန်းကတ်ချင်လို့ဆွန်းနေချက်နေတယ်ပုံကြည့်လိုက်တာခုတော့ပုံကြည့်တဲ့သားကြီးမို့အမေနှမျောလိုက်လေချင်းနမင်းကြီးလေယောက်ကတောင်ရှိခိုးရတဲ့သားကြီးတရားမင်းကတောင်ရှိခိုးရတဲ့သားကြီးအမေတို့ကိုးကွယ်တဲ့ပြမမင်းကြီးတွေကတောင်ရှိခိုးရတဲ့သားကြီးဟောဒီသားကြီးပုံကြည့်လို့နာဂရဟပြမတွေကိုအမေမြင်ရပြီခုတော့လေပုံကြီးပါလေပြီးတော့အမေပြစ်သွားပါမို့လားသားကြီးရဲ့
အမေဘယ်လိုလုပ်ပြီးတော့ဖြေရပါမလို့သားတော်ကြီးဥပတိတ်ကအိုးဟိုသားတော်ကြီးရဲ့ခေါ်နေတာထူပါအောင်တော့လားသားကြီးရဲ့အမေဖြေလို့မရပါဘူးရဲ့လို့သူတို့ပုံထဲမှာအနေအားဖြင့်အစစလောစစီစလောဟောစာစုဥပ္ပောယူဟန်တေပြုံးသရနောပုဏ္ဏသောဒေဝဟောသာရောအာဟာဗုဒ္ဓတော်ကုမာတော်ဩနောအမေလေးမွေးရှိပါရဲ့တာကြီးသက်လျာတာကြီးဗုဒ္ဓရာအစစလောခေါ်ဟိမယဩဟိမယတာရီပုံနေမဒုက္ခဒေါမနကဥပယက30တမီလုံလာတဲ့ဟောဒီဒုက္ခကောင်မကြီးကိုအမလေးအမေဝိနမိစေတောင်းနေပြီငါသားကြီးထပ်ပြီးတော့ညှိတော်မူပါအောင်တော်လားသုလီနေနာသုလီကလောဟောဇာနိနေနာဇာနိဗရနောတော်ရာယတိနပါရိနိသဩရောအာဟာပုဒ္ဒရောကုမာရောဩလောအမေလေးမွေးစေပါတဲ့တာကြီးသက်လျာတာရီဗုဒ္ဓရာသုလီနေနာကလင်ကတချနာတိစေဟောပါလေရဲ့ကာလောမေရောဣနာတိနဇိနေတဝထေထေမဟာပိရောအမေမကြရပါဟောရရှင်သာရိပုတ္တရာကိုရောမြတ်ကြီးတရားဟောကောင်းတယ်လို့သူများကြီးပြောတာကြားဘူးပါရဲ့ငါသားကြီးရဲ့တရားကိုအမေတခါမှမနာမိခဲ့ဘူးအမေနာကြီးအဲ့ဒီတုန်းကကောင်းလာခဲ့တဲ့သားကြီးရဲ့အခုတော့ငါသားကြီးတရားဟောနာရမှာအမေငိုရပါဘောလားအမေဘယ်လိုလုပ်ပြီးတော့ဖြေရပါမထုံးရဲ့လို့သားကြီးယဟန္တာကြီးရဲ့မိခင်ဖြစ်ပြီးတော့ဆုံးကလေးတစ်ထပ်မှမကလျာပင်ကလေးတစ်စုံထီကလေးတစ်လက်ဖနကလေးတရားမှလည်းအမေမလူစမ်းလိုက်ရအမေပုံနာကထေမျိုးမဟောဒီသားကြီးပြန်ကြွလာတဲ့ချိန်ခါမှာအမေရွှေချောင်းကြီးဆောက်ပြီးတော့ကိုးကွယ်နိုင်ပါရဲ့ခုတော့လေကြောက်တဲ့ဆောင်မီးတရောင်နဲ့မှမကိုးကွယ်လိုက်ရလေချင်းအမေမကြည့်နိုင်ပါဘူးရဲ့လို့နပါရီခဏခဏဟောပြောပြတာဆိုဆုံးမနေတဲ့အမေသားကြီးယဟန်တော်ကိုနိတိရာနိသင်္ကန်းတထေဆုံးတနကုမတော်ရာလူဒဟနောမမူလိုက်ရလီလာသာတော်အရှင်မြတ်ကြီးဖယားအမေဘယ်လိုမှဥတရားတွေမကြေဘူးတရားလုံးတရားတော်မှတွေပြနေလို့ဒီယောဂကြီးနဲ့သိမယ်ဆိုတာအမေမသိပါဘူးဟောဒီယောဂကြီးနဲ့ကသိမယ်ဆိုတာအမေသိရင်ဖြင့်အမေတို့မြို့မှာရှိတဲ့ပုံတော်ကျော်ဆရာဝန်တွေခေါ်ပြီးတော့ငါသားကြီးကိုအမေလေးဆေးကလေးတစ်လူလုံးမှမထိုးလိုက်ရဆေးကလေးတစ်ခွန်းမှမတိုက်လိုက်ရလို့အမေဝတ္တရားတွေမကြည့်ဘူးတာကြီးရဲ့ဝတ္တရားတွေမကြည့်ဘူးငါသားကြီးအနဲ့သွေးစိမ့်နေအမေတစ်စက်မှသုံးမပြစ်လိုက်ရငါသားကြီးကိုရင်ဝင်နဲ့ထားပြီးတော့အမေမပြုတ်စုလိုက်ရပါလားသေလိမ့်မယ်ထင်ရင်ဖြင့်အမေရင်ဝင်နဲ့ထားလို့ငါသားကြီးရဲ့အသက်အမေရင်ဝင်နဲ့ထွေးအမေကျင့်တတ်ပါရဲ့ခုတော့လေကိုယ်အိမ်ရောက်ပြီးတော့အမေကိုတရားလောက်မှနေပြပြီးတော့ကမှအပေတကားပိတ်အောင်တရားဟောတဲ့သားကြီးကိုမှအမေအသက်မပြေလိုက်လို့အမေပဲလို့နီးနေမှမကျင့်တတ်နိုင်ပါဘူးသားတော်ကြီးအမေပဲလို့ပြီးတော့ဖြေရပါမလို့ရဲ့လို့ကောရီယာအနှစ်လားစင်ညာတွေ့လေအားနဲ့ယောဂများကို
na koriyo tama ajo pondoro ruinema hamale makuza laya lila taro asimyaji phaya Shukalaji kaunyi chiyin lepa pilo Hari taro yukha kuwe kaunne tailai makwelo Shukalaji kaunne zut song song taido Mezoji tritama po Pei yukalaji lulu lele malone li Toja luna byamadrawari lale ume yukye simbye mu akukwe keniba ume mezoji ye Malaba phya tbi do ma ti ba de phya Ashiraya ro siya ro shu do mu ja zamaung phya Di lo pari nibbana ma sang ngin ma the phin taung ma nadaja pyama ri la ra ko twai ya da phin Yakhu lo pari nibbana san ne soda mya ti ja yin phin Ho athak ka nadaja pyama ri sodaမြေပြုံးမတက်လာလိမ့်မယ်ဆိုတာတပည့်တော်မှသိပါရဲ့ကြည်တော်မူကြပါဦးဗျာရွှေပြလုံးတော်ကြီးမိတ်ပြီးတော့ကျင်းနေသလိုကြီးပါလားဗျာတပည့်တော်ဘယ်လိုနည်းနဲ့မှဒီရွှေလုံးရွှေခဲကြီးမပြည့်ရနိုင်ပါဘူးရဲ့လို့မမောင်ရဲ့မတလဲလူကလေးAroji oh upatita mauye Mami kenge miye yo si Ngogani balo Diri miye Ame miye me jaro bulu Ame gabe melo Ame le Tale yok tami to yok Tatami kone yok Koroma phaya nong Ma like wade so bido Ame thola ri phit ne lo mye tazat ma ma ja ke bhu ba bu Akhu do no bo jit aung jesu la pi do sa Nga ta ji taya ho lo Ame taya na ma ngo ya ba ho la ta ji ye Mau mi kinge mye yo si ngo ga ji ba lo Diri mye ye Khuê nga nuông ta mong ngô lô nà nê Bì mà mà bì rơ mà Bì mà bì lù gà lê Mà lê mê yê lê chang quê bì rô tê yà yê yê lê Mê yê lê chang quê bì rô tê yà yê yê Mê phê lô mê yà rô bà bù Pi ba bi akhu do nga ta ji ame ko matana lo piet twa da mo ta ri me ma wa ri no ayu ma awe me ta su ta shin ya han na ta khin yaw luan sa ya sin mi go akhu do pe ga ni ma alo po aw ame la pi do luk ta ne tu ba ye Ame ti bahavi upatita ye Paramezina wasana chwere Nga ame ko thamayi ga myet kha pa Arahamathi ma marana pidu ga tet to yaung Puya ba alili ne khin ya ro me kwe Hamamim tihi pye lu moho Mi sata se zoho Hori taro yigo roho Alo alo Namyo Aye ame namyo saileji Abhi baloni ne ma thilu maya babu Te chok saya kaun ne anisa thabo taya ri ba la Jahana ji jwa la lo ma ko mi khin ji sangali tatha kaya aung ma sai ne Avale marana shin the me ho nga be ni ne ma ma chi na nai ma bu
Yes, like that. Yes, the Koya Java. Oh, Anissa, prisoner who takes a Yadama. Katisa activity in Yalo. That's my Hana. Nanayama, Dana cannot think Shavo. Inya. Miyamote Makatu Hure Jesu Ase Mwemi Mataya Aquawe Father Masi Swakani Teki Ayu Samaritiza Mahomet Sadiji Kaumaji Aperaga Pay out Novochi out Jesu Sadware Tajimo Ame Valolin Hamanga Tajigo Makia Naima Hu Yellow Take it ayu Lumazu Masir and a Pebagawa Fayawa Titana Jahawa Tayadama Let this sago Mata Ami Yakini Yatia Leao Hopia Sawe Sweep home make Wisdom Juamio, Neva Lamare Yahamyasin, Yahamyasin Hamaliamita Yarova, Talu Mayame Aturumo, Mataga Kosavo Amita Payaru Asuzugan Yahusare. Neighbango Sejau Mahulu Ekwe Hamamim Yaho Jualu Twaha Amimero Pariri Kwaha Hori Taro Yiguro Allo Allo Bala Angu the Govia Meroji Kedaji Meroji Dokaya Bula Dokaya de Bo Meroji look No Peter now so Meroji got Shipyatangaya Whipyatangaya so the Meroji got Piata the town Not we got Piata the town Suro Oh Taroji Yukla and now so Piata not town king Uzolaya Badia. Hey, Lunari Masa he Jahana Yigoma Miba Jesu Gosaye Do Lunari Satai Masatai Saja he, but they again Juja Bema Mangune Bobe So Mavigin no Madatava Yo so Jimia Mialon Enga Alagani Kale Tamo Mayabu Matatabu Lujiria Duru Miane Mianage Sania so that a Kotala Imeka Duru Misa Mavigin no D Diamond Theodore and a Luba Dasali and Nana Chalo a minute Telu The Misaya may be your well. Did that? They must Dasa and Lumamari, who Deni Ludia Salim hit at that on a time Judo. Toludiga Luyati of the Luyati of the Menu Mini Tanare, the Babulo, the Kuke born in a Paluda later Quella Gamaya Shan. Dolu related time. Tell out the Yana play that you must again choose Azama, the Mango, Manivane. My love is Aji. Magamula is Aji. Dadaudiana is Aji. Oh, Tatami Koneo like Warunga Doza Pinelum Yid Zema Matadole. Da Roji Tiago Nayama. A Peragapima Mie Jaya Baki. Tayana Yue Moya the Soren Zatozi. Tigane
တရားနာပရိသတ်တခုံတိုက်ရှိတောင်ငူမြို့မှာငါးညမြောက်နောက်ပိတ်ဆုံးတရားဝဲမှုအားခဲပြီးမေတ္တာပို့ကြစို့။ကဲဆိုကြပရိသတ်တကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ရကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေခမည်းတော်တော့ကြုတ်ကြောက်ပြီးနောက်လာရမှတော့နိုင်ပြန်တစ်ချက်ခွဲတော့မှချမ်းချမ်းနဲ့လည်းကုတ်ကဇွတ်ထိုင်နေတာပဲကိုင်အိမ်ပြန်ဖို့မယ်ဗျာအတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ခဲ့လျင်ခီးရင်နေဖုံမုန်းစိတ်တွေ့ပြစ်ပြသည်သောမိမိတို့အင်္ဂါဌာနသို့နိဝတ္တတုသီခရွေးသာပြန်ကြပေတော့နိဝတ္တတုမေတ္တာယဘခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောချစ်တော်ရာဆွေကလျံပြီးကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြောင်းပါလေတော့ပြန်ကြစေကုန်သတည်း